งชีดูเดียวရဲ့အသက်တာကတန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆခြင်းအထူးလိုအပ်တယ်ကျွန်တော်တို့ကအုံနောက်ကောင်းဖို့လိုတယ်ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့အုံနောက်တွေကျမ်းမာတဲ့ကိုယ်ခန္ဓာတွေကျမ်းမာတဲ့ခွန်အားတွေကျမ်းမာတဲ့ဒီခြေလက်အင်္ဂါတွေကိုအဲ့ဒီထဲမှာဘသူကစီးမျောဖို့လိုလဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကစီးမျောဖို့လိုတယ်ကျွန်တော်တို့ရဲ့ goal ပေါ့ကျွန်တော်တို့ရဲ့အဲ့ဒီခေါ်ခြင်းကကျွန်တော်တို့ပဲမဟုတ်တော့တခြားသူကိုပါကျွန်တော်တို့ဟာလွတ်ချင်းကိုပေးဖို့ရအကြောင်းဖြစ်တယ်ဒီနေ့သင်ဆင်းရဲခြင်း mindset ကနေသင်လွတ်မြောက်လာဖို့လိုတယ်တဲ့ထဲမှာအဲ့တန်ရှင်တော်ဝိညာဉ်တော်ကလှုပ်လို့ဖို့လိုတယ်ကျွန်တော်ပဲယုံကြည်ခြင်းဆိုတာဝိညာဉ်တော်မပါလာပဲနဲ့မရအောင်ယုံကြည်ခြင်းဆိုတာဒီအုံနောက်ကမဟုတ်ဘူးယုံကြည်ခြင်းဆိုတာဒီထဲကနေဒါကြောင့် faith ကနှလုံးသားနေလာတယ် belief ဆိုတာကဒီအုံနောက်ထဲမှာ mindset ထဲမှာရောက်လာတဲ့ information ပေါ်မှာသူဟာဆုံးဖြတ်ချက်ချပြီးထွက်လာတဲ့ result ဖြစ်တဲ့ belief ဆိုတာဘာမှလို့ပြောယုံကြည်မှုလို့ခေါ်တယ်ယုံကြည်မှုဆိုတာကသူ့ရဲ့အခြေအနေအကြောင်းတရားပေါ်မှာသတ်မှတ်တဲ့ထွက်လာတဲ့ result ဖြစ်တယ်ဒါဆိုဒီနေ့ကျွန်တော်တို့ခရိယန်သက်တာကအဲ့ဒီ belief နဲ့ကျွန်တော်တို့သွားလို့မရအောင်ကျွန်တော် faith နဲ့တော့အဲ့ဒီ faith ကတူတူလုံးယူလို့မရအောင်အဲ့ဒါကတန်ရှင်တော်ဝိညာဉ်တော်ကိုအခွင့်ပေးမှရတဲ့ရာဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ကဂျေဇုပြုမှရမယ့်ရာဖြစ်တယ်တေချာတဲ့ဝိညာဉ်တော်ကငါအပေါ်မှာတည်ရင်ပါလေလွတ်ချင်းကိုပေးမယ်ဖယားတခင်ကစန့်ကျင်ဘက်ကိုလုပ်ပေးမယ်တဲ့အဲ့ဒီဝိညာဉ်တော်ရောက်လာရင်စန့်ကျင်ဘက်ဖြစ်မယ်ဝမ်းနေခြင်းကိုဝမ်းမြောက်ခြင်းလုပ်လိုက်ဆင်းရဲခြင်းကိုကျွယ်ဝခြင်းလုပ်ပေးငါအားနေတယ်ဆိုတဲ့ဟာကိုအားကြီးတဲ့သူဆိုတဲ့ဘက်ကိုပြလုပ်ပေးအခြေအနေပေါ်မှာပဲမီးစင်ကြီးကနေတာဒီရဲ့လူတွေကမယုံကြည်သူတယောက်ကအဲ့လိုမျိုးအတွေးခေါ်ရှိတာမကိစ္စဘူးဒီနေ့ကျွန်တော်ယုံကြည်သူကအဲ့ဒီအတိုင်းပဲဆိုဘလို့မှကျွန်တော်တို့ဟာ breakthrough မဖြစ်ဘူးထိုးပေါက်မှုမဖြစ်ဘူးတဘာဝလွန်တဲ့အရာတွေမဖြစ်ဘူး